ဖူဟန်ကိုအတီမတန်မဲ့အပီတွေ့ခဲ့တဲ့ချက်စီသို့မဟုတ်အနောက်လန်ဒန်ဒါဘီပွဲပြီးတုံးတဲ့ချက်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကိုဆိုင်ရဲ့ Chelsea Live YouTube Channel နဲ့ Facebook Page လေးရရင်အပြောင်းအညီကိုရီအားလုံးလူစွာနဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြသသွားမယ့်အကြောင်းအရာလေးကတော့အနောက်လန်ဒန်ဒါဘီမှာဖူဟန်အသင်းကိုအနိုင်ရရှိခဲ့တဲ့ Chelsea အသင်းတို့ရဲ့စိတ်လှုပ်ရှားဆိုကြရပွဲပြီးတုံးတဲ့ချက်လေးပဲဖြစ်ပါတယ်ကဲဒီတော့ဆက်လိုက်ကြရအောင်ဗျာဒီနေ့မနေ့မြန်မာစံတော်ချိန်တနာရီခွဲမှာ2016-2019ဘောလုံးရာသီတည့်ရဲ့ Premier League ပွဲစဉ်တစ်အတင်းနောက်ဆုံးပွဲစဉ်အဖြစ်နောက်လန်ဒန်မြို့ဒီကန်တိုင်းပဲအသင်းတွေဖြစ်တဲ့ဖူဟန်အသင်းနဲ့ Chelsea အသင်းတို့ရှင်မြန်ကစားခဲ့ကြတာပဲဖြစ်ပါတယ်ဒီပြတဲ့ဇာဘီလွန်ဆိုရဲ့ပထမအဦးဆုံး Premier League အဖွင့်ပွဲစဉ်တစ်ပွဲလည်းဖြစ်ခဲ့ပြီးတော့ Chelsea အသင်းတို့ဘက်ကအဝေးကွင်းမှာ3ဂိုး2ဂိုးဆိုတဲ့ရလဒ်နဲ့ဖူဟန်အသင်းကိုသယူမတန်နဲ့အပြည့်ပြန်နိုင်လို့က3မှတ်ပြီးနဲ့အိမ်ပြန်လာနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဝင်းငတ်နေတဲ့ Chelsea အသင်းပရိသတ်တွေအတွက်တော့တကယ်ကိုခြေနဲ့စရာကောင်းခဲ့ပြီးဂျီနိုဆွလူစားကွယ်ပြီးနိုင်နေညခင်းဖြစ်ခဲ့ပါတယ်။ဒီနေ့ပွဲစဉ်အစ10မိနစ်မှာနေ Chelsea အသင်းတို့ရဲ့ပွဲကိုလှလှပပဦးဆောင်နိုင်ခဲ့ပါတယ်။ကိုပမာရဲ့တေချာဆန်းစစ်ထားတဲ့အကွက်မြင်ပြီးပုံမှုကနေတစီဂျောက်ဘတ်ထိုကအမှားယွင်းမရှိအေးစေးတီရွာနဲ့ကိုသမားကိုကြော်ပြီးလှလှပပတွင်းယူခဲ့တဲ့အတွက်အစောပိုင်းမှာနေ Chelsea အသင်းကိုဦးဆောင်ကိုစတင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့ဦးဆောင်ကိုရရှိပြီးရဲ့နောက်မှာ Chelsea အသင်းတို့ရဲ့ကစားအားပွဲချိန်အနေငယ်ရောနေသွားချိန်မှာတော့ဖူဟန်အသင်းဘက်ကပွဲကိုပြန်လည်စိုးမိုးလာခဲ့ပါတယ်။ပွဲကစားချိန်23မိနစ်အရောက်မှာတော့ Joshua King ရဲ့အဝေးကန်ချက်ကိုကိုသမား Robert Sanchez ရဲ့လိုအပ်ချက်ကြောင့်တားဆီးနိုင်ခြင်းမရှိဘဲခြေပါကိုပြန်လည်ပေးလိုက်ရတာပဲဖြစ်ပါတယ်။ကိုပေးလိုက်ရပြီးရဲ့နောက်မှာပွဲကပုံမှုကြည့်ကောင်းလာခဲ့ပြီးတော့ပွဲကစားချိန်47မိနစ်အရောက်မှာတော့ကိုပမာရဲ့လှပဆန်းတဲ့အရင်ရွဲနဲ့အတူအနောက်ကနေ overlapping တက်လာတဲ့လက်ခွားရဲ့အကွက်မြင်ဖန်တီးပေးမှုကို Morgan Roger ကအမှားယွင်းမရှိပိတ်သိမ်းယူခဲ့တာကြောင့် Chelsea ကိုပထမပိုင်းမှာ2ဂိုး1ဂိုးဆိုတဲ့ရလဒ်နဲ့ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်ဒီနေ့ပွဲစဉ်မှာအလုံးစုံပွဲထုတ်လာတဲ့ Chelsea အသင်းရဲ့တိုက်စစ်ပိုင်းကတကယ်ကိုပြောစရာမလိုအောင်ထပ်မြက်ခဲ့ပြီးမြဲ Casemiro နဲ့ Enzo မပါဝင်တဲ့ Queen လေခန်းစစ်ပိုင်းကတော့အနည်းငယ်လှုပ်လေးဖြစ်နေခဲ့သလိုကစားသမားတဦးတစ်ယောက်နဲ့တစ်ယောက်လည်းနားလည်မှုဘိုင်းဆိုင်ရာတွေလိုအပ်နေတာကိုထင်းထင်းကြီးမြင်တွေ့ရတဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်ခဲ့ပါတယ်ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာတော့ Chelsea အသင်းဘက်ကကစားပြန်လည်တင်လာခဲ့ပြီးတော့အမှားယွင်းနေတမျှနေအောင်ထိန်းချောင်းကစားသွားခဲ့ကြတာကိုမြင်တွေ့ရပါတယ်ပွဲကစားချိန်49မိနစ်အရောက်မှာတံပြန်တိုက်ဆက်ကနေရရှိလာတဲ့ဘောလုံးကိုဂျောက်ဘတ်ထိုကအလိုက်တင်လှပစွာချပေးလိုက်ရမှာတော့ဒီနေ့တပွဲလုံးမှာအကောင်းဆုံးခြေစွမ်းပြသနေတဲ့ကိုပါမာကကိုဒမလန်နိုရဲ့ပေါင်ကြားတွေကနေအနိုင်ကိုတေချာစီမဲ့တတိယမြောက်ဦးဆောင်မှုဖြစ်ကြောင်မြောက်စွာပြင်ပြီးနိုင်ခဲ့ပါဒါပေမဲ့လည်းဒီနေ့ပွဲမှာငငယ်ထောက်ပြစရာရှိနေတာကညာချမ်းကလက်ခွားနဲ့အာချမောင်တို့ရဲ့ခန်းစစ်ပိုင်းညီချက်ကကောင်းခဲ့သလိုဘဲချမ်းကကိုဝဲနဲ့ဟာတိုတို့အချမ်းကတော့မတီမငြိမ်ဖြစ်ခဲ့ရပြီးတော့ဖူဟန်အသင်းတို့ရရှိခဲ့တဲ့ခြေဝါကုန်းနှစ်ခုစလုံးဟာသူတို့နှုတ်ရောက်ရဲ့ဘယ်ဘက်ချမ်းကနေပဲရရှိလာခဲ့တာပဲဖြစ်ပါတယ်ဒုတိယပိုင်းလူလောင်းဝင်လာတဲ့ဖတ်ချာဘာရီကရောက်လာမှပဲဘယ်ချမ်းခန်းစစ်ကအနေငယ်ပြန်ကြီးတည်ငြိမ်သွားခဲ့တာကိုကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်ဒါကြောင့်မို့အချုပ်အားဖြင့်ပြောရမယ်ဆိုရင်ဒီနေ့ပွဲစဉ်ဟာမိသားစုဇာဘီလွန်ဆိုတော့ပရီးမီးယားလိအဖွင့်ပွဲစဉ်လှပခဲ့တယ်လို့ကျွန်တော်တို့ရဲ့ကိုပါမာကိုလည်းအရင်လိုရွှေကိုးတယောက်အဖြစ်ပြန်လည်မြင်တွေ့ခဲ့ရတဲ့ပွဲစဉ်တစ်ပွဲလို့ပြောရင်မှားမယ်မထင်ပါဘူးနီးပြလွန်ဆိုအနေနဲ့ကလည်းနောက်လာမယ့်ပွဲစဉ်တွေမှာဘဲချမ်းကကိုဝဲနဲ့ခြေသွမ်းမှကိုဝဲရဲ့ခြေသွမ်းမှပုံမိုတင်နေအောင်ပြင်ဆင်သွားဖို့လိုအပ်တယ်လို့ဗိုလ်သမားနေရာကိုလည်းအပြောင်းလဲလုပ်တင်နေလို့ကျွန်တော်အနေနဲ့ထင်မြင်သုံးသပ်ခြင်းနဲ့ဘာပဲပြောပါကျွန်တော်တို့လို Chelsea အသင်းပွဲငန်းနေတဲ့ပြောင်ရောင်ပရိသတ်တွေအတွက်တော့ဒီနေ့ရရှိခဲ့တဲ့ဒါဘီနိုင်ပွဲစဉ်ဟာတကယ်ကိုကျင်းနေစရာကောင်းနေပွဲစဉ်တစ်ပွဲဖြစ်ပါကြောင်းသုံးသပ်ရင်းနဲ့ဆုံးသက်လိုက်ပါတယ်အပြောင်ညီကိုတို့တွေနေရာအဖူအန်ကိုနိုင်ရရှိခဲ့တဲ့ဒီနေ့ပွဲစဉ်မှာဘလိုမြင်လေးရှိကြလဲခံစားချက်လေးရှိကြလဲဆိုတာကိုယ့်ရဲ့ထင်မြင်ယူဆချက်လေးတွေကိုအောက်ကကွန်မန့်ဘောက်ထဲဝင်ရောက်ဆွေးနွေးရေးသားပေးခဲ့ကြပါဦးကျွန်တော်ရဲ့ YouTube channel နဲ့ Facebook page လေးမှာနေ့စဉ်ချက်သူပင်းအကြောင်းအရာတွေပွဲပြီးပြောမယ့်ချက်တွေပြသပေးနေရမို့ကိုဆိုင်ရဲ့ချက်စီလိုက် YouTube channel နဲ့ Facebook page လေးကို like follow subscribe လေးလုပ်ပေးသွားခဲ့ကြပါဦးဗီဒီယိုကိုအဆုံးထိကြည့်ရှုပြီးညီကိုတို့ရောက်စီတဲ့အထူးမြင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ